New Year ညမှာစူတောင်းတွေဒလေးတွေပျော်ပွဲရှင်ပွဲတွေနဲ့စစ်ထုတ်ရှာစရာကောင်းမှာပါတယ်။ဒီညမှာတကဘာလုံးကလူတွေဟာမတူညီတဲ့အလေးထားလေးတွေနဲ့ကံကောင်းခြင်းကိုဖိတ်ခေါ်ကြပါတယ်။ဒီထဲကမှအလွယ်ကူဆုံးနဲ့အချိုမိန်ဆုံးအတိတ်ပဲအရှိဆုံးတစ်ခုကတော့စပီးတင်းစစ်နှလုံးကိုစားခြင်းပဲဖြစ်ပါတယ်။လူကြိုက်များတဲ့ဒီဒလေးဟာစပိန်၊ဖိလစ်ပိုင်မက္ကဆီကိုနဲ့အခြားနိုင်ငံအများအပြားမှာလူကြိုက်အများဆုံးဒလေးတစ်ခုဖြစ်ပါတယ်။သူ့ရဲ့လျှို့ဝှက်ချက်ကရောဘာများဖြစ်နေမလဲ။ဘာကြောင့်စပစ်တီးစနှလုံးစားရလဲ။တွေ့ပါတယ်။ဒါဟာနှစ်သက်ရဲ့လ12လကိုကိုစားပြုတာပါ။စပစ်တီးတစ်လုံးစီကိုစားရင်ထိုလအတွက်မိမိရဲ့စူတောင်းကိုတစ်ပါးတည်းတောင်းယူလိုက်ပါ။ကံကောင်းခြင်း၊ကျန်းမာခြင်း၊ချမ်းသာခြင်းစတာတွေအတွက်ပေါ့နော်။ဒါအပြင်အချို့ကတော့ပူပြီးကံကောင်းဖို့အတွက်ခုံအောက်ဒါမှမဟုတ်ရင်စပွဲအောက်မှာထိုင်ပြီးစားကြပါတယ်။ဒီလိုလုပ်ခြင်းဟာကံကောင်းခြင်းကိုဖမ်းယူတဲ့ကာကွယ်တယ်လို့အယူဆရှိပါတယ်။ဒီဒလေးဟာစိတ်ဝင်စားစရာကောင်းပြီးတော့မိသားစုနဲ့အတူလှုပ်ဆောင်ရတဲ့အရာတစ်ခုဖြစ်ပါတယ်။နှစ်သက်မှာမိမိရဲ့လ12လလုံးကိုချုံမြိန်ပျော်ရွှင်ပြီးကံကောင်းပါစေလို့ဆုတောင်းပေးရင်စပီးတီးစနှလုံးကိုဖြည်းဖြည်းချင်းစားကြည့်ဖို့အကြံပြုလိုက်ပါရနော်။ဒါအပြင်စပီးတီးကိုစားသုံးပေးခြင်းအပြင်ရရှိနိုင်တဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကိုလည်းဖော်ပြပေးလိုက်ပါတယ်။စပီးတီးကိုပုံမှန်စားသုံးပေးခြင်းအပြင်အန်တီအောက်ဆီဒန့်ကျွဲဝခြင်းနှလုံးကျန်းမာရေးကောင်းမွန်စေခြင်းအမြင့်ဓာတ်ကျွဲဝခြင်းဗီတာမင်နဲ့သတ္တုဓာတ်များပါဝင်ခြင်းအုံနောက်လှုပ်ဆောင်မှုကိုမြင့်တင်ပေးနိုင်ခြင်းသွေးတွင်းတကြားဓာတ်များကိုထိန်းညှိပေးနိုင်ခြင်းမျက်စိကျန်းမာရေးကိုအထောက်အကူပေးခြင်းကိုယ်အလေးချိန်ထိန်းသိမ်းရမှာအထောက်အကူပြုခြင်းစတဲ့အကျိုးကျေးဇူးများစွာရရှိမှာပဲဖြစ်ပါတယ်။စပစ်တီးစားသုံးတဲ့အခါမှာတတိပြုရန်အချို့ကတော့စပစ်တီးဟာတကြားအတွက်ပါဝင်တာဖြစ်တဲ့အတွက်ကြောင့်မလို့စီးကျူယောဂရှိတဲ့သူတွေအလွန်အကျော်မစားသင့်ပါဘူး။နောက်ပြီးတော့စပစ်တီးကိုစားမယ်ဆိုလို့ရှိရင်ရေစင်စင်စီးပြီးမှစားသုံးသင့်ပါတယ်။အားကြောင့်လဲဆိုတော့မူသက်စေးအကျွင်းကြံကြီးကျန်းနေနိုင်တာတောင်ပဲဖြစ်ပါတယ်။စပစ်တီးဟာအာဟာရတဲ့ကျွဲဝါတဲ့အသီးဖြစ်ပြီးတော့ကျန်းမာရေးအတွက်အထောက်အကူများစွာပြုနိုင်ပါတယ်။သို့တော်လည်းမြည်သည့်အရာမဆိုမျှတစွာစားသုံးခြင်းကအကောင်းဆုံးဖြစ်တဲ့အတွက်ကြောင့်မလို့စပစ်တီးကိုလည်းတည်တည်လျောက်ပတ်စွာစားသုံးကြဖို့ကိုအကြံပြုတိုက်တွန်းလိုက်ရပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်တဲ့ဘူးတုဒများကိုဆက်လက်သိရှိရဖို့ကျမတို့ရဲ့ The Moment Island YouTube Channel လေးကို Like and Subscribe ပြုလုပ်ပေးထားပါအောင်နော်။ Facebook, TikTok နဲ့ Telegram Channel များမှာလည်းကျမ်းမာရေးဘူးတုများကိုမတူညီအောင်ပုံစံမျိုးစုံတင်ဆက်ပေးနေရဖြစ်တဲ့အတွက်ကြောင့်မလို့အောက်ပါ description မှာဖော်ပြပေးထားတဲ့ link လေးတွေကိုလည်း like and follow ပြုလုပ်ပြီးတော့ join ထားနိုင်ပါတယ်။ဒီဗီဒီယိုလေးကိုလိုအပ်နေတဲ့သူတွေစီကို share ပေးလိုက်ပါအောင်နော်။နောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံကြပါမယ်။